မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့မနေ့ကပိုင်ပတ်တီးရတော့လွှဲခဲ့တယ်ပေါ့နော်ကျွန်တော်ဒီအောက်ကွက်တွေမရခဲ့ဘူးဗျာကျွန်တော်တို့အခွေဓမ္မတွေကကျွန်တော်ရကြတည်တယ်ပေါ့နော်စိုက်ကတော့ပြတ်တာမဟုတ်ဘူးနော်အဲ့ဒီပိုင်ပတ်တီးလွှဲလို့ပိုင်ပတ်တီးပြတ်လို့ပေါ့နော်ကျွန်တော်တို့ဒီကီအပီပဲထွက်တတ်ခဲ့တယ်ပေါ့နော်ငါတုံညာကီကိုကျွန်တော်တို့တုံညာ9နဲ့ကျွန်တော်တို့အခွေဓမ္မတွေပဲရတာပေါ့နော်ကျွန်တော်တို့ဒီနေ့အတွက်10ရက်နေ့အတွက်မှာဆိုရင်ကျွန်တော်တို့ပိုင်ပတ်တီးမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ site ကိုကြည့်အောင်ပေါ့နော်ကျွန်တော် site မှာဒီမှာပြထားမယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ site မှာဆိုရင်ကျွန်တော်တို့ဒီအပြာရောင်မှာကြတော့ပိုင်ပေါ့နော်ဒီအစိမ်းရောင်မှာဆိုရင်ကြတော့ key ပေါ့နော်ဒါကြတော့ဒါကျွန်တော်ဖားနာတာကြတော့တုံးပြတစ်ဖက် site ပေါ့နော်မွေးကနန်းထွက်တယ်လို့မျိုးပဲပေါ့နော်ကျွန်တော်တို့ဒီနေ့တရက်စာအတွက်ကိုကျွန်တော်အပေါ်လုံးမရှင်းပြတော့ဘောနော်ဒီအောက်မှာပဲရှင်းပြတော့မယ်ကျွန်တော်ဗီဒီယိုဒါရှည်တော့မှာဆိုလို့ပေါ့နော်ကျွန်တော်တို့ဒီအပေါ်တစ်ခုနဲ့အောက်တစ်ခုပေါ့နော်ပုံစံအတိုင်းပဲပေါ့နော်ကျွန်တော်ဒီခွန်ရှင်း9ပေါင်းချင်းမှာဆိုရင်ကျွန်တော်ဒီတုံညပေါ့နော်ကျွန်တော်ဒီ4နှစ်တစ်ပေါင်းချင်းမှာဆိုရင်ကျွန်တော်တို့ခွန်ပေါ့နော်တုံညခွန်ကိုကျွန်တော်ဒီမှာတုံညခွန်မှာတုံညအတွင်းပေါ့နော်ကျွန်တော်မွေးခွက်ရှာထားတယ်လို့မျိုးပေါ့နော်ဒါကြတော့ဒီ site မှာဆိုရင်ကောင်းလေးတော့ကြည့်ပြဒီအပြာရောင်ပေါင်းချင်းနဲ့ဒီအစိမ်းရောင်ပေါင်းချင်းနဲ့ပေါ့နော်တဲ့ရေးပဲတော့ကြတာပေါ့နော်ကျွန်တော်ဒီနေ့မှာဆိုရင်66အပူများထွက်မလားပေါ့နော်ကျွန်တော်ဒီအောက်မှာဆိုရင်ကျွန်တော်ဒီမှာ9နှစ်9ပေါင်းချင်းမှာဆိုရင်6ပေါ့နော်196ပေါင်းချင်းလဲ6ပဲပေါ့နော်ကျွန်တော်ဒီပိုင်ပတ်တီမှာဆိုရင်6ပိုင်ပတ်တီပေါ့နော်ကျွန်တော်ဒီ main of กว่าကီးမှာဆိုရင်ကျွန်တော်ဒီ619ရတာပေါ့နော်619ဆိုရင်ကျွန်တော်66ရယ်61ရယ်ပြီးကြရင်69ရယ်ပေါ့နော်ဒါကြတော့ပါနက်ခတ်အတွက်တွေအပူတွေပေါ့နော်အဲ့လိုပုံစံတွေပါโอเคပါကျွန်တော်ဒီရှီယန်နေအတွက်မှာဆိုရင်ကျွန်တော်တို့ပိုင်ပတ်တီမှာဆိုရင်6ပိုင်ပတ်တီကိုပတ်ပါကျွန်တော်ဒီ site တစ်ခုတည်းတွေ့တယ်မဟုတ်ဘူးเนาะကျွန်တော် site မှာဆိုရင်ကျွန်တော်ဒီ6ပိုင်ပတ်တီကိုကျွန်တော်ဒီ6ခု9ခုလောက်ကိုတွေ့တယ်ပေါ့เนาะကျွန်တော်ပိုင်ပတ်တီမှာဆိုရင်အားကောင်းပါတယ်6တလုံးပေါ့เนาะဒီနေ့တရက်စာပေါ့เนาะအားကောင်းပါတယ်ကျွန်တော်တို့ဒီပတ်တီမပတ်နိုင်တဲ့သူများကျတော့ all ကွက်ပေါ့เนาะ all တုံးကွက်ပေါ့เนาะကျွန်တော်ဒီ all တုံးကွက်မှာဆိုရင်ကျွန်တော်ဒီ66ရယ်61ရယ်ပေါ့နော်ပြီးကြရင်69ရယ်ပေါ့နော်ကျွန်တော်ဒီအပူရယ်ပါဝါအတွက်ရယ်လက်ခတ်အတွက်ရယ်ပေါ့နော်ဒီတုံးကွက်ပေါ့နော်ကျွန်တော်ဒီအောက်ကွက်ပဲထိုးတာအားပါဘယ်လိုပြောမလဲစိတ်မချရအောင်ဆိုရင်ကျွန်တော်ဒီအခွေလေးခွေလဲပေါ့နော်ပတ်တီးလေးမပတ်ချင်ဘူးဆိုရင်ခွေတာကောင်းပါတယ်ပေါ့နော်အခွေကကျွန်တော်ဒီလေးလုံးအခွေပေါ့နော်ကျွန်တော်ဒီ69တုံးလုံးရှိတာပေါ့နော်ကျွန်တော်ဒီ9ရယ်ပါဝါလေးကိုကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ69လေးပေါ့နော်ကျွန်တော်ဒီလေးလုံးအပူခွေမှာဆိုရင်ကျွန်တော်ဒီ6194အခွေကိုခွေလိုက်ပါပေါ့နော်ကျွန်တော်အပူပါခွေပေါ့နော်ကျွန်တော်ဒီနေ့အပူများကြာမလားမသိဘူးပေါ့နော်ဒီ site အတိုင်းမှာကျွန်တော်ဒီပြထားတဲ့ site အတိုင်းမှာဆိုရင်ကျွန်တော်ဒီ66အပူကြာဖို့အားကောင်းပါတယ်ဟုတ်ကဲ့ပါအားလုံးကကောင်းပါစေဗျာကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားလို့ရပါတယ်